မြေကန်အနီးကယခုပြည်မျိုးဖြစ်လာမဲ့နေရာအနီးကတောင်တစ်ခုပေါ်မှာရသေးဝစ်ပြီးတော့တောရစောက်တည်နေခဲ့ပါတယ်။မင်းသားရသေးဟာညအခါတရေညိုးချင်းငယ်စောတဲ့အခါမှာတော့ကျောင်းသင်ငန်းအောက်မှာချားတဲ့တစ်သားခွက်တွေကိုစုံလေးရှိပါတယ်။ရသေးရဲ့ကျောင်းသင်ငန်းအနီးကတောထဲမှာနေတဲ့မီတာဝီလို့ခေါ်တဲ့သမင်မတစ်ကောင်ကရသေးစောတဲ့အချင်းငယ်ရေကိုလာတောက်လေးရှိပါတယ်တဲ့။သမင်မဟာရသေးရဲ့အချင်းငယ်ရေကနေသဖြင့်ပရိသေတွေဆွဲကပ်လာပါတော့တယ်။ကိုဝင်နေလာစေတဲ့အခါမှာတော့လူသားမင်းမငယ်တူကိုမွေးဖွားလာပါတော့တယ်။သမင်မကလည်းခလေးငယ်ငိုတန်ကိုလန့်ပြီးတော့ထွက်ပြေးပြီးတော့ရသေးကြီးကအတန်ကြားလို့ဆင်းကြည့်တဲ့အခါမှာတော့ခလေးကိုတွေ့လို့ကောက်ယူမွေးစားလိုက်ပါတော့တယ်။ခလေးငယ်ကိုတော့ဘေရာကြီးလို့နာမည်ပေးခဲ့ပါတယ်။ဘေရာကြီးအရွယ်ရောက်လာတဲ့အခါမှာတော့ရသေးကစောင်းနိုင်ငံနာမှာမင်းမငယ်တူရှိနေတာကိုတက္ကမတွေမြင်တဲ့အခါပြောစရာဖြစ်မှာဆိုတဲ့အတွက်ရသေးကြီးကဘိုးသီးကြောင့်မှအခလေးနဲ့အပေါက်ဖောက်ပြီးတော့ဘေရာကြီးကိုအေယာဝီမြေထဲကကြီးကိုခတ်ခိုင်းပါတဲ့။ဘေရာကြီးလည်းအပေါက်ကလေးသာပါတဲ့ဘူးသီးကြောင့်နဲ့ခက်ရတာဆိုတော့မနက်မိုးလေးကလေးကညထဲမှာဘူးသီးကြောက်ကိုညှက်ချလိုက်ရင်ညနေမိုးချုံမှရေပါတော့တယ်။ဘေရာကြီးကအပေါက်ပါတဲ့ဘူးနဲ့ရေခတ်နေတာကိုတွေ့တော့ဘယ်အယူကတလုံးအပေါက်ကလေးနဲ့ရေဘူးကိုခတ်ခိုင်းတာလဲဆိုပြီးတော့ဘူးပေါက်ကိုတန်လျက်နဲ့ထိုးဖောက်လိုက်ပါတယ်။ဘေရာကြီးကလည်းဘူးပေါက်ကျဲတဲ့ခါမှာတော့ရေမြန်မြန်ပြေးလို့ကျောင်းနိုင်ငံကိုစောစောပြန်ရောက်တဲ့ခါမှာတော့ရသေးကြီးကဒီဘူးကိုဘသူဖောက်ထားလဲဆိုပြီးတော့အပေါက်ချဲတဲ့မင်းသားကိုသွားခေါ်ခိုင်းပါတော့တယ်။ရသေးကြီးကမင်းသားရဲ့နောက်ကျောင်းကိုစုံစမ်းတော့သူ့တူတွေဖြစ်နေပြီးတော့ဖြစ်ချောင်းကုံစိန်ကိုတီးရတော့ထိုရက်မှာပဲတရီခစ်တရားနေပြီးတော့ကိုတီထောင်ပေးခဲ့တယ်။ထိုနေပြီးတော့မှမဟာတမဝကိုမင်းပြုစီပြီးတော့စူနာတမဝကိုတော့အိမ်ရှိဆန်ပြုစီခဲ့ပါတယ်။မကြခင်မှာမဟာတမဝကနေရွာဆန်တော့စူနာတမဝကဘေရာကြီးနဲ့ဆက်လက်ပြီးတော့လက်ဆက်ပြီးမင်းပြုပါတယ်။ဘေရာကြီးကတွဲတပောင်ကိုမွေးဖွားခဲ့ပါတယ်။အဖညီနောင်တွဲတပောင်လို့အဆိုရှိကြပါတယ်။ဒီမျိုးကိုရောက်ပူးကြတဲ့သူတိုင်းဘေရာကြီးကူကိုသိကြမှာပါ။ဘေရာကြီးကူဟာပြည်မျိုးရောက်ခါနီကားလန်းနဘေးမင်းကြီးတောင်ပေါ်မှာတည်ရှိပါတယ်။အေယာဝီမြေကမ်းရှိဘူးခါချောင်းဝရေတကားဟာဘေရာကြီးနေ့စဉ်ရေခတ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဘေရာကြီးကူအပြင်ရသေးကြီးတရားအားထုတ်ခဲ့တဲ့ရသေးကူလည်းတည်ရှိပါတယ်။ဒေသများရှင်ခုဆိုရင်တော့ဘေရာကြီးဆိုတဲ့အကြောင်းအရာလေးကိုအနည်းငယ်သိရှိသွားကြမယ်လို့ထင်ပါတယ်။